ဒါကအဲကွန်ကွန်ပရက်ဆာတစ်လုံးကိုကစီဖြည့်တော့မယ်ဆိုရင်စီပမာဏဘယ်လောက်ဖြည့်ရမလဲဘယ်ကထည့်ရမှာလဲဒါကကြတော့ဒါကွန်ပရက်ဆာတစ်ခုကြီးပဲပြောသွားတာဟုတ်တယ်နော်ကွန်ပရက်ဆာတစ်ခုမှာသူ့ရဲ့ file နဲ့အများကြီးဖြည့်ရသလိမ့်မယ်ဒါက online အတွက်ပါရိုက်တာမဟုတ်လို့တခါတည်း online အတွက်ပါတင်လို့ရတာမဟုတ်လို့ညီတို့အဲ့ဒါကနေလေ့လာလို့ရတယ်နော်ဒါဆိုရင်ကွန်ပရက်ဆာစီဘယ်လောက်ထည့်မလဲဆိုရင်ဒီကောင်က watt ဘယ်လောက်ရှိလဲဒါကိုသိဖို့လို့လေဒါမှမဟုတ်ဘယ်လောက် HP လဲဘယ်နှကောင်လဲဒါလေးပဲပြောမယ်ဟုတ်တယ်နော်အဲ့ကွန်တစ်ကောင်ထားလိုက်ဟုတ်တယ်နော်တစ်ကောင်ဆို 1HP ကိုပြောတာ 1HP ဆိုရင်ဘယ်တော့မှ 1HP မပြည့်ဘူး 1HP လို့သုံးလိုက်တာ ਨੇ power factor 0.8 နဲ့မြှောက်လိုက်အဲ့ဒါသူ့ရဲ့ watt 1HP လို့ပြောလိုက်ရင်ဘယ်တော့မှ 1HP မပြည့်ဘူးသိပြီလားမသိဘူးအဲ့ဒါကို power factor နဲ့မြှောက်အောင်မယ်နော်ဒါဆိုရင်ကွန်ပရက်ဆာစီဘယ်လောက်ဖြည့်မလဲလို့ဖြည့်ဖို့အတွက်ဆရာတို့သိရမှာမြန်မာနိုင်ငံထဲမှာလာတာကအဲကွန်တစ်ကောင်လာမယ်တစ်ကောင်ခွဲလာမယ်ဟုတ်တယ်နော်နောက်ပြီးတော့တစ်ကောင်ခွဲလာပြီးသွားရင်နှစ်ကောင်လာမယ်သုံးကောင်လာမယ်သုံးကောင်ခွဲလာမယ်လေးကောင်လာမယ်အဲ့လိုပုံစံမျိုးလေးတွေပဲလုပ်ပေးထားကြတာဟုတ်တယ်နော် 1HP ဆိုတာပြောချင်တာလောလောဆယ် 1HP မှာ1000ရှိတယ်ဟုတ်တယ်နော်ဒါပေမဲ့1000မပြည့်ဘူးလို့ပြောတာအဲ့ဒါကိုဟုတ်တယ်နော် 1HP လို့သုံးလိုက်တဲ့အတွက်ကြောင့်မလို့ 1HP ဆို1000ဖို့ပြောချင်တာက1000မပြည့်ဘူးဟုတ်တယ်နော်အဲ့ဒီ1000ကိုဘာလုပ်ရမလဲ power factor နဲ့ခု10ရာ1000အမြောင်း 0.8 ဘယ်လောက်ရလဲဒီဘက်နာမြောက်လိုက်ဖုန်းတရားထောက်လို့လောက်လိုက်0.8နဲ့မြောက်လိုက်ဘယ်လောက်ရလဲဒါသူ့ရဝါရလာမှာပေါ့ပြောချင်တဲ့ဘက်ကဘယ်လောက်ရလဲ800လား800ဝါသူဒီ800ဝါထုတ်ရမယ်လို့ပြောတာတကယ်အဲကွန်တစ်ကောင်မှာတကယ် 1HP မှာတော့946ဝါပဲရှိတာဒေတန်းကြရနော်ဒါပေမဲ့946ဝါထုတ်လို့မရဘူးတွက်တာကြတော့946ဝါနဲ့တွက်ရမှာတကယ်တမ်းကြတော့946ဝါထုတ်လို့မရဘူး946ဝါကိုပြည့်ဖို့အတွက်800 850 900အဲ့လိုမှထုတ်ရတယ် 1HP ပြည့်ဖို့ဆိုရင်800ဝါကိုထုတ်ရတယ်သူတို့ကဟုတ်တယ်နော်ဒါပေမဲ့ဆရာတို့တွက်တာကတော့946ဝါတစ်ကောင်မှာ 1HP မှာအဲ့လိုဟာတွေသိဖို့လိုတယ်ဒါဆိုရင်အဲကွန်တစ်ကောင်ကဘယ်လောက်လာမလဲ800ဝါလာမယ်ဆိုတာကိုသိထားပြီးပြီရှင်းပြီလားမသိဘူးဟုတ်တယ်နော်ဒါကနံပါတ်1ပေါ့နေ့ဆရာတို့800ဝါဆိုတာကိုသိသွားပြီးပြီမို့လို့ဟုတ်တယ်နော်800ဝါဆိုတာသိသွားပြီးပြီမို့လို့ကွန်ပရက်ဆာစီဘယ်လောက်ထည့်ရမလဲဒါကိုတွက်မယ်800ကိုလွယ်လွယ်လေးပြောတာဆရာတို့ကဒီမှာတာမန်လူတန်းစားတွေလည်းနားလည်အောင်အတွက်အခြေခံရှိတဲ့သူရောအခြေခံမရှိတဲ့သူတွေရောနားလည်အောင်အတွက်သင်ပေးတာတွက်ချက်ပုံတွေတော့အမျိုးမျိုးပေါ့လာတယ်နော်800ကို3ပုံလိုက်ဟုတ်တယ်နော်ပြောချင်တဲ့တဲ့ဘက်ကဘာပြောမလဲ800ကို3နဲ့စားလိုက်လို့ပြောတာ800 3နဲ့စားဘယ်လောက်ရလဲတရားလောက်ဖုန်းထဲလောက်မြန်မြန်လေးဘယ်လောက်တရား266အမြောင်းနေ့ဘယ်လောက်ရလဲ933 1HP လားဥပမာပြောချင်တာက800ဝါလား800ဝါကိုလားခင်ဗျားထိလို့ရတဲ့စီပမာဏကအနည်းဆုံး266မီလီထက်ထိလို့မရဘူး266မီလီကအနည်းဆုံးဖြစ်တယ်အများဆုံးကဘယ်လောက်လဲ930မီလီဖြစ်တယ်ပြောချင်တာကရှင်းပြီလားမသိဘူးဒါဆိုရင်အနည်းဆုံးဘယ်လောက်ထက်ထိလို့မရဘူးလဲ260မီလီထက်ထိလို့မရဘူးအများဆုံး930မီလီထက်ထိလို့မရဘူးဒါဆိုရင်အလေမှာတစ်ခုချလိုက်အလေမှာဘယ်လောက်ရှိနေလဲ350လောက်မရှိဘူးလားအလေမှာနော်အကောင်းဆုံးကညင်တော့အလေစန္ဒာလောက်ကိုဟိုဘက်ဒီဘက်ပေါက်ကတ်ထားပြီးယူလို့ရတယ်ဒီကွန်ပရက်ဆာသည်260မီလီထက်နေလို့မရသလို930မီလီထက်များလို့မရဘူး 1HP ကိုဟုတ်တယ်နော်အဲ့နာမှာတစ်ချို့က400မီလီထည့်မယ်တစ်ချို့က300မီလီထည့်မယ်ဘာလို့ဆို900ရဲ့အောက်မှာဘာရှိနေလဲ400ရှိနေလို့200ရဲ့အထက်မှာဘာရှိနေလဲ300ရှိနေလို့ဒါဆို300မီလီနဲ့400မီလီကြားမှာညီတို့အဆင်ပြေတယ်လို့ထည့်လို့ရတယ်ရှင်းပြီလားမသိဘူးဘယ်ကထည့်မလဲဆိုရင်အဲကွန်ကွန်ပရက်ဆာမလို့ကွန်ပရက်ဆာရဲ့ဒီချက်ကထည့်ရမှာစီထုတ်တဲ့ခါလဲကွန်ပရက်ဆာ section ကဒီချက်ကထုတ်မယ်ထည့်တဲ့ခါလဲဒီချက်ပဲဒီကိစ္စနဲ့မတူဘူးဒါကရှင်းပြီလားမသိဘူးဒါကွန်ပရက်ဆာစီကိုတစ်ကောင်ထည့်တတ်ရင်3ကောင်လေးရတယ်ရပြီနော်
aircon တကောင်မှာဝက်ဘယ်လောက်ထုတ်လို့ရမလဲ800ဝက်ထုတ်လို့ရမလဲပြောတယ်1 HP မှာ1000ရှိတယ်တကယ်တမ်းကျတော့946ဝက်ကိုပြောတာဒါကဆရာက946ဝက်ကဘယ်ရလာလဲဆိုတော့နောက်မှပြောပြမယ်1 HP လို့ပြောကြတယ်1000ကို power factor 0.8နဲ့စာ800ရတယ်ဝက်800ထုတ်ရမယ်လို့ဆိုလိုတာဒါဆိုရင်1 HP မှာ946ဝက်ရှိတယ်946ဝက်တော့ထုတ်လို့မရဘူးဟုတ်တယ်နော်946ဝက်ပြည့်ဖို့အတွက်ဘယ်မှာထုတ်ရလဲ800 850 900ဝက်အဲ့လိုဟာတွေမှာထုတ်ရတာဆရာကတော့1 HP 946ဝက်လို့တခါလေးပြောလိုက်လို့ရတာပေါ့တော့ပဲမဲ့လို့အားလုံးကိုနားလေဖို့အတွက်ကိုပြောပြနေရတာမို့လို့ဒါကခေါင်းထဲမှာထိထားမှာကကျွန်တော်တို့1 HP မှာ946ဝက်ရှိတယ်ဟုတ်တယ်နော်ဒါကဘယ်ကရလာလဲဆိုတော့1ဆိုတာကို 0.8 နဲ့မြောက်လိုက်တဲ့အခါ800ဝက်ရတယ်ဒါကခမ1 HP ကိုထုတ်လို့ရမယ်ဝက်ကိုပြောတာဟုတ်တယ်နော်946ဝက်တော့ထုတ်လို့မရဘူးသူတက်အပေါ်ထုတ်လို့ရမယ်တကောင်မှာဘယ်လောက်ဝက်ဆိုတာတော့သိဖို့လိုတာပေါ့ဟုတ်တယ်နော် 1HP မှာဘယ်လောက်ဆိုတာရှင်းပြီလားမသိဘူးတကောင်မှာ946ဝက်ရှိတယ်ဒါပေမဲ့ဆရာတို့ 1HP ကိုပုံမှန်က1000ကို power factor နဲ့စအဲ့ဒါကဝက်ရတယ်ဒီဝက်မှာထုတ်ရမယ်လို့ဆိုလိုတာဟုတ်တယ်နော်တကယ်အခေါ်ကတော့ 1HP ကဘယ်လောက်ရလဲ946ဝက် 1HP မှာ946ဝက်ရှိတယ်ဟုတ်တယ်နော်သူက1000လို့ပြောလိုက်လို့တမျိုးထင်နေပါအောင်မယ် 1HP ကို1000လို့သုံးလိုက်တာလို့လို့စေ 1K ကို1000ပြောတယ်လို့မျိုးဟုတ်တယ်နော် 1K resistor တစ်လုံးက1000ရှိတယ်ထားလိုက်အဲ့ဒါကို power factor နဲ့လုံးလိုက်ရင်လုံတော့ပုံရှို့ပေါ်ပြောချင်တာဒါကိုဆိုလိုတာပေါ့ကိုယ်တွေသိထားမှာ 1HP က946ဝက်ဒါဆိုတကောင်မှာဘယ်လောက်ထည့်ရမယ်ဆိုတာသိသွားပြီလား260မီလီအောက်ကိုထည့်လို့မရသလို930မီလီအထက်ကိုထည့်လို့မရဘူး930ရဲ့အောက်မှာရှိလဲ400မီလီရှိတယ်260ရဲ့မီလီအောက်မှာအထက်မှာရှိလဲ300မီလီရှိတယ်300နဲ့400ကြားထဲမှာညီတို့ထည့်လို့ရတယ်400ထည့်လို့ရတယ်300ထည့်လို့ရတယ်ရပြီလားဒါဆိုရင်ထည့်တတ်ပြီလားကွန်ပရက်ဆာစီကဒီချက်ကနေထုတ်မယ်ဒီချက်ကနေထည့်မယ်တကယ်လို့ဒီစီကိုထုတ်လိုက်တဲ့အခါ260မီလီထက်အောက်ကိုနေသွားပြီဆိုရင်တော့ဒီကွန်ပရက်ဆာတိတ်အခြေအနေမကောင်းတော့ဘူးဘာဖြစ်နေဘာတွေကွန်ပရက်ဆာဂရင်းကတ်တွေပေးစတန်တွေနာသွားလောက်ပြီညီတို့သိပါတယ်ရေခဲတစ်တာတွေမှာကွန်ပရက်ဆာစီမပါတဲ့အခါဘယ်လောက်ဒုက္ခဖြစ်သွားလဲဟုတ်တယ်နော်အဲကြောင့်မို့ဒီကွန်ပရက်ဆာတစ်လုံးကိုပြပြင်တော့မယ်လောက်တော့မယ်ဆိုရင်260မီလီအနည်းဆုံးပါရမယ်ဒီကွန်ပရက်ဆာထဲမှာမပါလာဘူးဆိုရင်ဘာဖြစ်သွားမလဲကွန်ပရက်ဆာနာသွားပြီနော်ကွန်ပရက်ဆာပေးစတန်တွေဘားတယ်နာသွားပြီဆိုတာကိုညီတို့ခေါင်းထဲမှာထည့်ထားမယ်စက်ကတော့နိုးနေလိမ့်မယ်လေထွက်နေလိမ့်မယ်ဒါမဲ့ဒီကွန်ပရက်ဆာတအားနာပြီးသွားပြီပြောချင်တဲ့အတိတ်တွေကကားအင်ဂျင်တစ်လုံးမှာအင်ဂျင်ခန်းပြီးမှဘယ်ရင်ဖန်အင်ဂျင်ခန်းသွားတဲ့ကားတစ်စီးဆိုရင်ကွန်ဒီအင်ဂျင်တအားနာသွားပြီဒီလိုပြောချင်တာပေါ့နားလည်ပြီနော်ဒါကကွန်ပရက်ဆာစီဘယ်လိုထည့်မလဲဆိုတဲ့သင်ခန်းစာဖြစ်တယ်ရပြီ